Hello အမောင်ကြီးလုံးမယ်ဒါကတော့ထိုင်းကနေပြန်လာတဲ့တကယ်ချင်းမတွေပါလာတာပေါ့ဟောနော်သူပါပါမလဲဆိုတာချက်ကြည့်မယ်နော်ပစုံကောင်းကြော်ထင်တယ်အမဟုတ်ဘူးဒါအာလူကြော်ငါရင်တော့ပစုံကောင်းကြော်အာလူကြော်ဒါကဘယ်လိုခေါ်လဲအဲ့ဒါညစားကောင်းတယ်လေဟိုအချောင်းချောင်းနဲ့တိုက်ဆွေရတဲ့ဟာမျိုးဒါလေးက coconut milk နုပြားလေးတွေပေါ့နော်ဒါကတော့မချာကြိုက်တဲ့ကျမအတွက်ပေါ့မချာနုပြားလေးဒါလည်းမချာနုပြားလေးပါလို့ရှင်ဒါကတော့အုံတီနုကဲပေါ့ဒါကတော့ဘေးဆိုင်ရပါရှင်ဘိုးလေးတွေလည်းဝယ်လာတယ်ပေါ့နော်အောက်ပြမယ်เรามาคุยกันแค่ไหนดีจะทำให้เราเสียงเราดีเนาะนี่แหละจ้ะนะเป็นตัวเสียสติก็ตอนนี้นะรู้สึกอย่างนี้ดีมากสนใจโอ้ချစ်စရာလေးငါပြစ်ထုတ်တာအဲ့လိုဟာနော်သူရဲ့ပုံစံလေးอ่ะဟုတ်တယ်နော်ချစ်စရာလေးဒါမချဘိုးလုပ်ဖို့ပေါ့နော်ပထမတော့မချဘိုးလုပ်ဖို့ဆိုပြီးတော့အဲ့ဒါမှားတာဒါပေမဲ့အဲ့သွားတဲ့ဆိုင်မှာရှိတယ်ထင်တာဗီဒီယိုကြည့်ပြီးတော့လေတို့တော့မထင်တာ live ကနေရောင်းတာ live ကနေရောင်းတာတင်တာဒါလေးပဲခိုင်းခဲ့ပါတယ်ရင်းချစ်ဖို့ကောင်းတယ်နော်နောက်တစ်ခုရှိသေးတယ်အော်ဒါလေးကဘိုးလေးဒါလေးရတယ်လို့ပြောတာနော်ဒီဟုတ်တယ်ဒီကလည်းငါဟိုနေ့တော့ကြည့်ရတယ်ဟိုကလေးတွေကိုခုစားလို့ရှိရင်တိတ်တာနေပြန်လာနင်းပြန်လာတော့ကြာလို့ဒီမှာပြောလို့ရတယ်ဆိုပြီးတော့ချစ်တာချစ်တာဟိုတော့လည်းနည်းနည်းပြည့်နေပါအဲ့လိုပြောရတဲ့အချိန်မှာဆက်သွားတာနည်းနည်းပြန်ရအောင်ဟုတ်တယ်ကွာလီမထတိုင်းဟာဒီတော့ကျွန်တော်ပြောတာဒီဆိုလည်းသူကဒီကလည်းဒီလိုရှိတယ်ဝါဒါလေးကမချဘိုးလေးပါနော်မချဘိုးလို့ရအဲ့ဒါလေးလာတယ်တကယ်ချင်းပန်းလေးတွေနဲ့ပေးနာမှချင်းနာနော်တော်တော်နာနော်အသေးစိတ်လောက်တာဆရာလေး strawberry matcha လုပ်လို့ရ strawberry ပုံလေးတွေနဲ့ဒါလေးလည်းပါတယ်တိတ်လိုက်ဆုံးလေးပါပဲရှင်ရမ်းကြိုက်ပါတယ်နော်ဆရာလေး